မောင်မောင်နဲ့တငယ်ချင်းတွေရဲ့ခရီးစဉ်ဟာစတင်ဖို့အချိန်တန်ပြီးသူတို့ဟာရန်ကုန်ကနေနယ်မြို့တစ်ခုကိုခရီးထွက်ဖို့ပြင်ဆင်နေကြတဲ့ခရီးစဉ်မှာမောင်မောင်စုစုကြော်ကြော်နဲ့များများတို့ပါဝင်မဲ့သူတို့ဟာနယ်မြို့ရဲ့တဘာဝအလှတွေရိုးရာဓလေ့တွေကိုလေ့လာဖို့စိတ်လှုပ်ရှားနေကြတယ်ခရီးစဉ်ရဲ့ပထမဆုံးနေ့မှာသူတို့ဟာကြေးရွာတစ်ခုကိုရောက်ရှိလာကြတယ်ကြေးရွာရဲ့အိမ်တွေဟာတစ်သားနဲ့ဆောက်လုပ်ထားပြီးရိုးရှင်းတဲ့အလှတွေနဲ့ပြည့်နှက်နေတဲ့ကြေးရွာရဲ့လူတွေဟာသူတို့ကိုကြိုဆိုပြီးရိုးရာဓလေ့တွေကိုမိတ်ဆက်ပေးတဲ့မောင်မောင်တို့ဟာကြေးရွာရဲ့ပွဲတော်တွေမှာပါဝင်ပြီးရိုးရာကခုံတွေကိုလေ့လာကြတယ်ဒါပေမဲ့ညနေခင်းမှာမောင်မောင်တို့ဟာကြေးရွာရဲ့အနောက်ဘက်မှာရှိတဲ့အိမ်ဟောင်းတစ်လုံးကိုတွားရောက်လည်ပတ်ကြတယ်အိမ်ဟောင်းဟာကြေကွဲဖွယ်ရာဇလန်းတစ်ပုဒ်နဲ့ဆက်ဆက်နေတယ်အိမ်ရဲ့သမိုင်းကိုကြေးရွာရဲ့လူကြီးတစ်ယောက်ကပြောပြတယ်ဒီအိမ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း50ကျော်ကမိသားစုတစုနဲ့ဆက်ဆက်နေတယ်သူတို့ဟာကြေးလက်ရဲ့ပျော်ရွှင်တဲ့မိသားစုတစုဖြစ်ခဲ့တယ်ဒါပေမဲ့တနေ့မှာကြေးရွာကိုတခိုးတွေဝင်ရောက်လာပြီးမိသားစုရဲ့သားသမီးတွေကိုခိုးယူသွားတဲ့မိသားစုဟာကြေကွဲပြီးအိမ်ကိုစွန့်ခွာသွားခဲ့တယ်ဒီနေ့အထိသူတို့ရဲ့သားသမီးတွေကိုပြန်မတွေ့သေးဘူးဒီဇလန်းကိုကြားရတဲ့အခါမောင်မောင်တို့ဟာကြေကွဲဖွယ်ရာခံစားချက်တွေနဲ့ပြည့်နှက်သွားကြတယ်သူတို့ဟာအိမ်ဟောင်းရဲ့အနီးမှာခဏရက်ပြီးဆူတောင်းပေးကြတယ်ညနေခင်းရဲ့နေဝင်ချိန်မှာအိမ်ဟောင်းရဲ့မှောင်မိုက်တဲ့အရေးတွေဟာသူတို့ရဲ့စိတ်ထဲမှာကြောက်စရာကောင်းတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေတယ်ဒါပေမဲ့မောင်မောင်တို့ဟာကြေးရွာရဲ့လူတွေနဲ့အတူပျော်ရွှင်စရာတွေကိုပြန်လည်ရှာဖွေကြတယ်ညနေပိုင်းမှာကြေးရွာရဲ့ပွဲတော်မှာပါဝင်ပြီးရိုးရာကခုံတွေကိုပျော်ရွှင်စွာကပြကြတယ်မောင်မောင်တို့ဟာကြေးရွာရဲ့တဘာဝအလှတွေကိုလေ့လာပြီးရိုးရာဓလေ့တွေကိုနားလည်လာကြတယ်ခရီးစဉ်ရဲ့နောက်ဆုံးနေ့မှာမောင်မောင်တို့ဟာကြေးရွာကိုနှုတ်ဆက်ပြီးပြန်လာကြတယ်သူတို့ဟာကြေးရွာရဲ့ကြေကွဲဖွယ်ရာဇလန်းကိုမမေ့နိုင်ကြပေမဲ့ကြေးလက်ရဲ့ပျော်ရွှင်စရာတွေကိုအတူတူမျှဝေခဲ့ကြတယ်မောင်မောင်တို့ဟာခရီးစဉ်ကနေပြန်လာပြီးကြေးလက်ရဲ့အမတ်တရားတွေကိုဒီဇလန်းဟာမောင်မောင်နဲ့တငယ်ချင်းတွေရဲ့ခရီးစဉ်ကိုဖော်ပြထားပြီးကြေးလက်ရဲ့ကြေကွဲဖွယ်ရာဇလန်းတစ်ပုဒ်ကိုထည့်သွင်းထားတယ်သူတို့ဟာကြေးလက်ရဲ့ပျော်ရွှင်စရာတွေနဲ့ကြေကွဲဖွယ်ရာတွေကိုအတူတူမျှဝေခဲ့ကြတယ်